စားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်တို့နှစ်ဟိန်းဖြိုးဝင်ကျွန်တော်တို့လေးစုစားမှာပဲဖြစ်ပါတယ်ပွဲထွက်လာမှုနဲ့အတူမြန်မာသင်းပြည်သက်တွေကိုပျော်ရွှင်အောင်ထပ်ပြီးတော့စွမ်းဆောင်ပြသွားနိုင်မလားကျွန်တော်တို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်Easy back ကျွန်တော်နှစ် Harris ကျွန်တော်3 Faze ကြည့်ရမှာဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ပွဲကတော့စတင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ထုတ်ပြီးသားဖြိုးဝင်းဘယ်တော့လောက်ပြီးအကုန်ပဲအရာလေးဝင်လာပြီးဖြတ်ပို့ပြီးသားလေနော်ပါကစ္စတန်တင်းမယ်ဆိုနားတယ်ကံပို့ပြီးသားလေဘလုံးကတော့မာတင်းရဲ့ကုသမာစင်းမြောင်စီပဲရောက်နိုင်ပွဲရရှိသွားခဲ့မယ်ဆိုလို့ရှိရင်တော့နော်လေးစိအတင်းရဲ့အုပ်စုအဆင့်အနေထားတော်လေးကိုကောင်းမွန်သွားတဲ့အနေထားတစ်ခုကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီလိုရှင်တော့နနာကျော်ဘိုးနောက်ကိုပဲပြန်ပြီးတော့ပေးတာတွေမြစမိုးကျော်လေတွေကိုမျောပေးတာတွေမြဝင်းသိန်းဒီကြောင့်သွားခဲ့ပြီမြကွန်လန်တိုင်းတော့ပွဲကိုဆက်လက်ပြီးတော့ရှင်ပြန်ကစားစီရဖြစ်ပါတယ်တန်းပိုင်းညီမသိန်းဝေးရလက်ကန်လာတယ်မမထင်ရရှိလာတဲ့ခွေးဒူဆာမက်သူကန်တပေးတာတွေစမိုးကျော်ကျွန်တော်ထားခဲ့တာပဲဖြစ်ပါတယ်ဒီကထအောင်လိုက်ပြီးတော့စေသားသေးတယ်မြဒီမှာနေပြန်ပြီးတော့မင်းဘူးဒါမျောပြီးတာလေတန်းပိုင်းရလာသေးတယ်မြမိုးဒီစံတော်တဲ့ဦးရတန်းပိုင်းလေဖက်ချိုးပြီးတာလေစံတင်းအတင်းကောင်းဆောင် Isbe လေတန်ဟန်တာခဲ့ရတာပဲဖြစ်ပါတယ်ဘွဲကိုရှင်ပြန်ကစားနေရပြီဖြစ်ပါတယ်နနာကျော်ရှုတင်ပြီးတာလေပါကစ္စတန်ကောင်းဦးလေမြနာဘီဒီဖြိုးဝင်းဖြိုးဝင်းချက်ခောက်ထားသေးတယ်ရှုမာပြီးတာလေမာရီအက်စလာအဗ်ဒူဆာမက်ညာကြောင်ထုတ်ပြီးတာ Harris ဒါလည်းဖြစ်ပို့ပြီးတာလေရထအောင်ခေါင်းတိုက်ပြီးတော့ရှင်းလို့ထားခဲ့တာပဲဖြစ်မော်မက်ဖာဇေးဟာပြီးတာလေဗျာနာဘီလက်ကန်တာလေဒီကန်ကြကတော့ဒီပေါင်းနေတော့ဂျော်ကြီးကိုလဲချော့သွားခဲ့တာပဲဖြစ်ပါဒီနေ့သူ့နောက်ခွင်းထဲမှာတော့မြန်မာသင်းရဲ့ပြည်သက်တွေကတကယ်ကိုများပြားနေကြတာဖြစ်ပါတယ်ဟိန်းကြောင့်လိုက်နေတယ်ဒါပေမဲ့လည်းပေးဖို့ရဖို့အတွက်ပို့ပြီးတော့နီးစပ်မဲ့နေသားမျိုးတော့ပိုင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်။တန်ပိုင်ကပေါ်လေးချပေးလာတယ်ဟိပြိုးဝင်းမဲ့အရက်စနဲ့လိုက်ကြပြီ။ချိန်မှာတော့ကြံချက်ကအလေးငယ်အားပြော့သွားခဲ့ပြီးတော့ပါကစ္စတန်ကိုအကောင်းမွန်ဆုံးသုံးချဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်။တန်ပိုင်နဲ့အပေးယူပြုလုပ်ရင်းနဲ့ဟိပြိုးဝင်းရဲ့အဆုံးသက်ကတော့ဒီချိန်မှာတော့အနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပြန်မဲ့ခန်းစစ်ချီတာပဲမှာပြီးတော့ပြီ။နာကျော်လိုက်နေတယ်။ရာလာတင်အလဲပေးပြီးရှင်ပေါင်းနနာကျော်ရဲ့ပြေးဖို့မှုရဲ့ဥဆောင်ကိုတွတ်တော့လက်ရှိချိန်ထိတော့ပုံဖော်ထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ဟုတ်ပါတယ်ခင်ဗျာဆိုရင်လက်ရှိမှာတော့ဝေသားချင်းကတော့16မိနစ်ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။အတင်းလုံးအနေနဲ့ကတော့ထိရောက်တဲ့ဒီပေါ့ချင်းချောင်းမှုတွေကိုလက်ရှိချိန်ထိပြုလုပ်ထားနိုင်ခြင်းမရှိသေးတာကိုလည်းတွေ့ရတယ်ဗျာ။မာတင်းနေနေရလဲပြည်သက်တို့ကလည်းလိုအပ်နေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်ထိမှာတော့မာတင်းထိရောက်တဲ့စွမ်းဆောင်ရည်တွေကိုပြတ်သားထားနိုင်ခြင်းမရှိသေးဘူး။ဒါပေမဲ့လက်ရှိချိန်မှာပဲစပြီမြတ်။မောင်လင်းဝေးရနေလက်ကံမချိုးလာတယ်မောင်လင်းတော့ကံပို့ပြီးတော့မြောက်နေတယ်ဒီမှာ Egypt ဘက်အခုပြန်ပြီးတော့ပေးထားတယ် Isbe Addition တော်လေးကိုအနေများတဲ့အနေထားလို့ပဲဆိုအောင်မှာဖြစ်ပါတယ်ဆိုဝင်သိမောင်လင်းမသိမဲမောင်လင်းချင်းနေကြည့်နေတယ်ဆိုဝင်သိနဲ့ပြန်ပြီးတော့တွေးထားတယ်ဘယ်ချမ်းပါမင်းဆိုဝင်သိရောင်ပြဖို့ကြိုးစားတယ်။ဒါဖြစ်ဖို့ပြရတယ်ပိတ်လို့ကြိုးစားတယ်။လွင်မိုးအောင်ဖြစ်ပါလေ။မမထင်လွင်မိုးအောင်နေငယ်ပေါ်စားရဲပြီးတော့ဟန်တားထားတယ်မြတ်။ဘာရီအက်စလာအဲဆိုဖြစ်ပါလေ။သူနှခုံးမှာတော့ကွဲသွားတယ်မြတ်။နေဆိုရင်ဇန်မန်ဦးဘလုံးရည်ဖို့ကြိုးစားရင်းနဲ့ပါရကိုမြတ်ဖုံးကြီးအဝေးကွင်းမှာလာရောက်ရှင်ပြန်ကစားခဲ့ရတယ်ဆိုပေမဲ့လည်းမဖြစ်မနေရမှတ်ရရှိဖို့လိုအပ်နေသူတို့အနေနဲ့ရမှတ်တစ်ခုကိုယူဆောင်သွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။တန်ရာပွဲကိုဆက်လက်ပြီးတော့ရှင်ပြန်ကစားနိုင်ခြင်းရှိပါမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီလိုဆိုတော့ပါကစ္စတန်အသင်းမဲ့အဗ်ဒူဆာမက်ပါကစ္စတန်ခံစစ်ကိုတော့မကြော်ပြန်ဘူးဗျာ။မမောင်လင်းဇော်ဝင်းသိန်းလက်ကန်လာတယ်။တကန်လာပြီ။တောက်လျှောက်ဆိုသူတို့ကတင်းရဲ့မော့ရှ်လေကိုပြီးတာတယ်တို့ကျိုးတာတယ်
ဒီစံအတင်းကတော့ရရှိလာတဲ့ထောက်ခံမှုဘူဟာကြကြပဲစတင်မှုတော့ဟိတ်ချအောင်ရှုပ်တော့မိလာတယ်ကျော်မင်းကိုအေရီယာထဲမှာလက်ခံပါကစ္စတန်အသင်းပဲဆွဲလာတယ်ဘယ်ပချန်နဲ့ပြန်ထွေးလာတယ်ရာသီမှာပါကစ္စတန်အသင်းပဲအေရီယာကိုမှားပြီးလာပြီကောင်းတိုက်ပြီဒီချိန်မှာလည်းမြန်မာခွင်းနဲ့တိုင်ကမာတင်ဘက်ကိုတော့ပြည်တော်မောကန်ခွင့်တတ်မှတ်ဖိထားခဲ့တာဖြစ်ပါတယ်ဇော်ဝင်းသိန်းတိုက်စစ်လမ်းကြောင်းကိုပြန်ဆောက်အောင်လာဆောင်ကြည့်ရမယ်ဗျာမမောင်လူမဲ့တာမှားပြီးလာတယ်အေရီယာကိုကြားတယ်ကောင်းတိုက်ပြန်ချတယ်တိုက်ပြီတကယ်ကိုခက်ခဲပြီးတော့ရှုပ်ရှက်ခဲ့နေတဲ့အနေအထားတစ်ခုပါပဲမြန်မာအသင်းဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်စောပိုင်းကပေးဖို့ထုတ်ခဲ့လို့ပဲမြန်မာအသင်းဒရမပိုင်းနီးပြီးဆုံးဖို့နီးကပ်နေတဲ့ချိန်မှာကောင်းမွန်ဆုံးခွင့်ရတစ်ယောက်ကိုအသုံးချနိုင်ခဲ့ပြီလို့ပဲပြောရမှာဖြစ်ပါတယ်။ဘာလဲကနေဆိုရင်တာသွားခဲ့ပြီဖြစ်ပါတယ်။ဂျုံတန်နီးပြတ်ကွက်ဒီမှာတော့မမောင်လွင်ရဲ့ပေးဖို့မှုကနေတရားထအောင်ရဲ့ခေါင်းတိုက်ပေးဖို့မှုကနေစိုးမိုးကျော်ရဲ့ပိတ်သွင်းမှုဟိုတိုင်းထိပြီးတော့ပြန်ထွက်လာတဲ့နေတာတစ်ခုမှာတန်ပိုင်ထပ်ပြီးတော့အဆုံးသတ်ခဲ့ပေမဲ့လည်းမာဟာရက်ပြန်ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ဒီအနည်းပြကွက်တွေအရလဲတို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။မမောင်လွင်ပဲလက်ကန်ပြီးဒီချိန်မှာတော့အသင်းဘော်တွေဒီဆိုလို့ရှိရင်တော့မြန်မာအသင်းနဲ့ပါကစ္စတန်အသင်းတို့ရဲ့ဒုတိယပိုင်း45မိနစ်ကပြန်လည်ပြီးတော့စတင်ခဲ့ပြီပဲဖြစ်ပါတယ်။တော့ပိုင်းပွဲကစားချိန်အတွင်းမှာတော့မာဟာရက်လည်းပြောမြောက်ပေးထားတယ်မော်ဦးကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်မြတ်။ရထအောင်ပါကစ္စတန်အသင်းမဲ့လက်ကန်အောင်လေလာပါရီကန်ကျက်တစ်ခုကိုတော့တို့တွေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်မဲ့ရှေ့ရာဟစ်ဒီထဲမှာရရှိလာတဲ့ဘောလုံးကိုရင်မနဲ့တစ်ချက်ထိပြီးတော့ကိုနောက်ပြန်အနေထားနေပြီးတော့ပတ်ပြီးတော့ကန်သွင်းဖို့အတွက်နာပြီးကြိုးစားခဲ့တာပဲဖြစ်ပါတယ်ရှင်းထုတ်ထားခဲ့တယ်ခင်ဗျာလက်စလာဘောလုံးရခဲ့တဲ့လူငယ်ကစားသမားမင်းမော်ဦးဇာခွင့်ရရှိတဲ့ဒုတိယပိုင်း45မိနစ်မှာနာကျော်ဘယ်ချိန်နဲ့မာတင်ပေးတာလဲဘောလုံးမြောက်နေတယ်ပြထအောင်ဘိုးတစ်ခုကိုတော့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်တင်အောင်တော့ SP ပါကစ္စတန်တင်းမယ်လူချွတ်ပဲမြထိန်သိမ်းမော်တော့နိုင်ငံမတိတဲ့ဦးမြဟင်းဖြိုးဝင်းမမောင်လွင်ဒါမမော်ဦးလက်ထွက်ထားသေးတယ်မြမမော်ဦးလပပပဲမော်ဦးကတော့သူ့ရဲ့ထုံးစံတိုင်းပဲမြသူ့ရဲ့လာပရိန်းတွေနဲ့တူညာချောင်းထုတ်ပေးရတဲ့မမောင်လွင်ဒီစစ်ကြပဲမမောင်လွင်ကျော်ပြောက်ဖို့ကြိုးစားခဲ့ပေမဲ့ပါကစ္စတန်ဟင်းဖြိုးဝင်းပဲခြေနေကြည့်တယ်ဟင်းဖြိုးဝင်းရှုပ်ကန်ပို့ပြီးရတယ်တန်းပိုင်ပဲခေါင်းတက်ပြီးတော့ပြန်ချလာပြီးတယ်စောပိုင်းကညာဘချမ်းကနေမမောင်လွင်ရဲ့ညာကြီးကန်ချက်ကိုပေါတွေကိုတန်တမန်ရောက်ရှိသွားခဲ့ပေမဲ့လည်းကိုသမား PJ ဘက်ကလည်းနှစ်ခုကိုတော့ထပ်ပြီးတော့ပြုလုပ်တော့မှလည်းဖြစ်ပါတယ်တိုက်စစ်ပိုင်းအပြောင်းယူခဲ့ပြီဖြစ်ပါတယ်ဒီလိုမာတင်ပဲစောဝင်းသိရာလာတယ်မလို့ချွတ်ပဲအေးရတော့ပေးလာပြီမာတင်ပဲလက်ကန်ပြီဒီကြမ်းမှာလူစားဝင်လာခဲ့တဲ့မင်းမော်ဦးသူရဲ့စောဝင်းသိရဲ့ပေးဖို့မှုကနေမင်းမော်ဦးရဲ့အဆုံးသက်ချက်ကောင်းမွန်ခဲ့ပေမဲ့လည်းဒီကောင်နဲ့တက်မှတ်ခဲ့ခြင်းမရှိခဲ့တဲ့အနေအထားတစ်ခုမှာမြန်မာတင်နောက်ထပ်အနိုင်သေးကြသူမဲ့တင်ဖို့ကိုရရှိမဲ့အခွင့်အရေးနဲ့တော့နစ်နာခဲ့ရာလာတင်မှာမြန်မာတင်မဲ့လင်းမော်လည်းပြန်ထွေးပြီးလာတဲ့မင်းမော်ဦးဝန်ထမ်းပြည်လည်းပြန်ထက်ဦးဆောင်ထားနိုင်သေးလို့ပဲပြောရမှာဖြစ်ပါတယ်ဝန်ထမ်းချုပ်တိုင်းနေတဲ့ကြာပေါ်မှာမြန်မာတင်မဲ့လူချွတ်ပဲဝန်ထမ်းချုပ်ပြန်ထွက်လာတဲ့မမော်လည်းချက်ပိုက်ပြီထပ်ပြီးတော့ရလာတဲ့အခွင့်အရေးကိုလည်းအသင်းကောင်းဆောင်မမောင်လေးအဆုံးသက်ရမှာကိုပေါင်းနဲ့တက်မှတ်ခဲ့ကျွန်တော်မရှိခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရဲ့တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့မြင်ခဲ့ရပြီမြတ်ဘာလဲကူအနေနဲ့တစ်ခုမှာတော့မောင်လင်းလေးသူ့အနေနဲ့စိတ်ကြက်ကန်သွင်းတော့အများကြီးခုနကဒီလိုဆိုတော့ပါကစ္စတန်အသင်းမဲ့ဆက်ချင်းဆိုလိုပဲဖာဇဲတော့ကမောမှာပြီးတော့အေးရကြတယ်ခေါင်းတိုင်းပြီးထက်တိုက်ရေချိန်မှာတော့နောက်ဆုံးဆုံးသက်ခဲ့တဲ့ကိုပါတဲ့ဘောကနေပြီးတော့ထွက်သွားခဲ့တဲ့နေသားတစ်ခုမှာဂိုးလုံးပေါ်နဲ့ပဲကျင်းနေခဲ့ရတာဖြစ်ပါတယ်ခန္ဓာကိုတောင့်တင်းပြီးတော့အမြင်ပေါ်အားကောင်းတဲ့ပါတယ်ဒီလိုရှင်တော့အလီခိုင်ဒါဖာရန်
ညနေဖြစ်တယ်ပြီးတာလေဒီကထက်အောင်ကောင်းတိုက်ပြီးရှင်းလို့ခဲ့ပြန်တယ်ခင်ဗျာဒီလေးမာတင်အခက်စစ်မှာတော့ဒီကထက်အောင်ကောင်းမှုဆုံးပုံစံအောင်ပြတ်တက်နေရဖြစ်ပါတယ်ဒီလိုဆိုတော့မင်းမော်ဦးဆွဲလာပဲခင်ဗျာမင်းမော်ဦးပဲဒါမှတယောက်ကလည်းအပိုင်တက်ထားတာမော်လေးရွတ်ထွက်လာပြီမော်လေးတယောက်ချင်းပဲဒါပေမဲ့ဒီကထက်အောင်လမ်းထောင်ပြီးတော့ဒီကျုံလေးထားတက်မှတ်ပြီးတာပဲဖြစ်ပါတယ်ဒီကိုဒီအားပေးတာနေထားအခုလိုပဲစောအောင်ဖြစ်ပါတယ်ဒီလိုချင်းတော့ပါစေလေဘောမြောင်းလို့လုပ်ခဲ့တဲ့အနေထားတစ်ခုကနေကျွန်တော်နည်းနည်းလေးရှုပ်ထွေးသွားတဲ့အနေထားလိုပဲစောအောင်ဖြစ်ပါတယ်ဖာရင်တောင်းကန်ဘောကံမှာဖြစ်ပါတယ်ဖာရင်တောင်းဘောကံပို့ပြီးသားတွေမောင်းရင်းကောင်းတယ်ပြီးရှင်းထုတ်ထားခဲ့တယ်မြန်မင်းမိုးအောင်မင်းမော်ဦးဝင်နိုင်ထုတ်ဒီဘက်စီကိုကန်နေပေးတာတွေမဟုတ်ဦးလာသေးတယ်မြန်ဒါကြောင့်ထုတ်ပေးတာတွေဖာစေညာလာသေးတယ်ဖာရန်မဲကတော့ကြိုးသားတယ်ဒါပဲတစ်ချက်ပြန်ခောက်လာသေးတယ်စီကိုကန်ပို့ပေးတာပေးကြိုးသားတယ်နိုင်ငံချင်းတော့မရှိဘူးခင်ဗျာဇိုင်းလာမှာအလီဟိုက်တာရဲ့ပေးဖို့ဘဝတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့ဝေးနေလောက်ကန်လိုက်ပါဘူးဒါကြောင့်ကောင်းနေခင်ဗျာဒါပေမဲ့သူရဲ့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်လီကန်စီကနေပေးတာလေဒီနီအောင်ပေးတယ်မလို့မင်းမော်ဦးချူရှိနေမြမင်းမော်ဦးပဲသက်ခောက်လာတယ်မင်းမော်ဦးချင်းချင်းနဲ့မင်းမော်ဦးပဲလဲလာတယ်လက်ကန်လာတယ်ဒီစကန်တဲ့ဒီလိုမော်မော်လေးသက်ကန်လာတယ်ဒီမှာအဂျေဘယ်ထုတ်ပြီးတော့ကာဝယ်ထားလာမယ်ဖြစ်ပါလေမင်းမော်ဦးစာရှိရဲ့ကစားသမားဦးရဲ့တွဲဆက်ကနေတစ်စင်းမာတင်အောင်တဲ့ချင်းဦးဆောင်ကိုရရှိဖို့အတွက်နှီးစပ်ခဲ့တာပဲဖြစ်ပါလေ